မျက်မမြင်ကောင်မလေးတယောက်ကသူ့ရဲ့ကြောင်လေးကိုနေရာအနှံ့လိုက်ရှာနေခဲ့တယ်ဒါပေမဲ့သူမမသိတာကအဲ့ဒီကြောင်လေးဟာလူသက်သမားတယောက်ရဲ့လက်ထဲမှာရှိနေခဲ့တာပဲကောင်မလေးကကြောင်တန်ကြားရကိုစမ်းတဝါးဝါရှောက်သွားရင်တက်ထုအေးအေးကြီးတစ်ခုကိုထိမိလိုက်တယ်ဒါပေမဲ့သူမမကြောက်ခဲ့ဘူးအဲ့ဒီစားကြောင်လေးကိုကိုယူပြီးကယ်ပေးတဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်တယ်လူသက်သမားကသူမမျက်မမြင်ဆိုတာမယုံပဲဟန်ဆောင်နေတာလို့ထင်ခဲ့တယ်ဒါကြောင့်စမ်းတက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကောင်မလေးမှာဘာတုံ့ပြန်မှုမှမရှိတာကိုမြင်တဲ့အခါသူမတကယ်မျက်မမြင်ဖြစ်နေမှန်းသိလိုက်ရတယ်အဲ့ဒီအချိန်မှာလူသက်သမားစိတ်ပြောင်းသွားပြီးသူမကိုပြန်လွတ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကောင်မလေးကသူ့ရဲ့တန်လက်ကိုစိတ်ဝင်စားနေခဲ့တယ်လူသက်သမားကခဏရက်သွားပြီးသူ့လက်စစ်ကိုမတော်တဆမှုတစ်ခုမှဆုံးရှုံးခဲ့ရတယ်လို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့ကောင်မလေးကတနာသွားယုံတင်မကပဲကြောင်ကိုကယ်ပေးခဲ့တဲ့လူရဲ့မျက်နှာကိုလည်းသိချင်လာတယ်လူသက်သမားအံ့ဩသွားပြီးနောက်ဆုတ်ဖို့စူးစမ်းခဲ့ပေမဲ့ကောင်မလေးကအခိုင်အမာတောင်းဆိုနေခဲ့တယ်သူမကလက်နဲ့သူ့မျက်နှာကိုစမ်းကြည့်ဖို့စူးစမ်းလိုက်တယ်ဒီတစ်ခါတော့လူသက်သမားနောက်မဆုတ်တော့ဘူးသူမကိုသူ့မျက်နှာလာထိခွင့်ပေးလိုက်တယ်သူ့နှလုံးခုန်တန်တွေမြင်လာပေမဲ့အဲ့ဒီခံစားချက်ကဘာလဲဆိုတာတော့သူမသိခဲ့ဘူးအဲ့ဒီအချိန်မှာကောင်မလေးကသူ့မျက်နှာပေါ်ကမျက်နှာဖုံးကိုထိမိသွားတယ်မိဖို့ထုတ်တော့မဲ့အချိန်မှာပဲလူသက်သမားကလှည့်ထွက်သွားခဲ့တယ်နောက်တစ်နေ့မှာကောင်မလေးကတောထဲမှာလမ်းပြောက်သွားတယ်လဲကျတော့မဲ့အချိန်မှာလူသက်သမားကအချိန်မီရောက်လာပြီးကယ်တင်ပေးခဲ့တယ်ဒါပေမဲ့သူထွက်သွားဖို့လုပ်တဲ့အခါကောင်မလေးကတားထားလိုက်တယ်နောက်ဆုံးတော့လူသက်သမားကသူမနဲ့အတူနေပေးရတော့တယ်ကောင်မလေးကတောကြီးကဘလို့ပုံစံလဲလို့မေးတော့သူကတစ်ပင်ကြီးတွေကိုလက်နဲ့ဆန်းကြည့်စီခဲ့တယ်အဲ့ဒီအချိန်မှာငှက်ကလေးတစ်ကောင်ကကောင်မလေးရဲ့လက်ပေါ်လာနာတယ်ကောင်မလေးကပျော်ရွှင်စွာရေမောလိုက်တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ရင်လူသက်သမားရဲ့မျက်နှာအမူအရာလည်းတဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်သူ့ရဲ့အေးဆက်မှာကြောတဲ့နှလုံးသားထဲမှာမတိမတာနှွေး